အားလုံးပဲမင်္ဂလာပါဦးထွန်းမြင့်တောင်ကြီးရေးသားခဲ့တဲ့စာတမ်းဖြစ်တဲ့ရှမ်းပြည်ပဲလဲရဲ့အခန်းလေးကိုဆက်လက်ပြီးတော့မှဖတ်ပေးသွားမှာဖြစ်ပါတယ်ရှမ်းပြည်နယ်တော်လှန်ရေးရှမ်းပြည်သူလူထုသည်အရင်းရှင်နယ်ချဲသမားများအား၃ကြိမ်တိုင်တိုက်ပွဲဆင်ခဲ့သည်1886ခုဗြိတိရှနယ်ချဲသမားများကရှမ်းပြည်ဒေသအားလာရောက်သိမ်းပိုက်စဉ်ရှမ်းမျိုးချစ်များသည်ဗမာမျိုးချစ်များနှင့်ပူးပေါင်းကာနေချဲ့သမားအားခုခံတွန်းလှန်ခဲ့လေသည်1945ခုတွင်ရက်စက်ကြမ်းကြုတ်သောဖက်စစ်ဂျပန်များအားဗမာပြည်သူတရက်လုံးနှင့်လက်တွဲကာတော်လှန်ခဲ့သည်1945ခုမှ1949ခုအထိဗမာလူထုနှင့်ပူးပေါင်းကာဗြိတိရှနယ်ချဲ့အုပ်စိုးမှုအောက်မှရုန်းထွက်ခဲ့သည်ယနေ့ရှမ်းပြည်နယ်၏ကုန်ထုတ်လုပ်မှုစနစ်မှာကိုလိုနီပဒေသရစ်စနစ်ပင်ဖြစ်နေသေးကြောင်းရှမ်းပြည်နယ်လူပောင်ဖွဲ့စည်းပုံမှာခြေခံအားဖြင့်ပဒေသရစ်လူပောင်ပင်ဖြစ်ကြောင်းဗမာလူမျိုးကြီးဝါဒအရေးအယောင်များရှိနေကြောင်းကိုလိုနီဘဝမှာလွတ်မြောက်ခဲ့တော်လဲအရင်းရှင်နယ်ချဲ့စနစ်၏အန္တရာယ်များရှိနေကြောင်းအခန်း3တွင်ဖော်ပြခဲ့ပြီးဖြစ်ပေသည်ယင်းတို့ဖြစ်လျင်ယနေ့ရှမ်းပြည်နယ်တော်လှန်ရေးကဥတီတိုက်ရမည့်ရန်သူများကအပေသူများဖြစ်သည်။နယ်ချဲ့စနစ်ပဒေသရစ်စနစ်နှင့်လူမျိုးကြီးဝါဒအရေးအယောင်တို့သည်ယနေ့ရှမ်းပြည်နယ်တော်လှန်ရေး၏ရန်သူများဖြစ်ပေသည်။အမေရိကန်ခေါင်းဆောင်သောအရင်းရှင်နယ်ချဲ့သမားများသည်မနုဿလူသားများအားလုံးပြတ်ပြုံးစေမည်တတိယကမ္ဘာစစ်ကြီးဖန်တီးရေးအာရှတိုက်တို့ဝင်ရောက်ကျူးကျော်ရေးတို့အတွက်အားထုတ်ကြိုးပမ်းလျက်ရှိသည်တတိယကမ္ဘာစစ်ကြီးဖြစ်ပွားလာလျင်ရှမ်းပြည်နယ်အမှန်မှုချစစ်တလင်းဖြစ်ရချေမည်ရှမ်းပြည်သူလူထု၏အသက်အိုးအိမ်စီးစိမ်တို့သည်ပျက်စီးခံရပေမည်အမေရိကန်လက်ကင်တို့ဖြစ်သောတရုတ်ဖြူတပ်များသည်တရုတ်ပြည်သူသမ္မတနိုင်ငံအားတိုက်ခိုက်ရေးအတွက်စစ်အခြေခံစခန်းအဖြစ်ရှမ်းပြည်နယ်လုံးကိုသိမ်းပိုက်ရန်ကြိုးစားပေလိမ့်မည်ထို့ကြောင့်ရှမ်းပြည်သူလူထုသည်နေချဲ့အန်တယ်ဟူသည်များကိုမျက်ခြေမပြတ်စောင့်ကြည့်နေရပေမည်နေချဲ့အန်တယ်ဟူသည်များကိုဆွမ်းဆွမ်းတမန်ခုခံကာကွယ်နေရပေမည်ပဒေသရစ်စနစ်သည်ရှမ်းပြည်သူလူထုတရက်လုံးအားဖိနှိပ်သွေးဆုပ်နေသည့်တာမကရှမ်းပြည်လူပောင်တိုးတက်ရေးအတွက်ကြီးမားသောအသာစီးဖြစ်ကြောင်းဖော်ပြခဲ့သည်နေရှင်ပဒေသရစ်များသည်နိုင်ငံရေးအာဏာနှင့်အုပ်ချုပ်ရေးအာဏာများကိုစုပေါင်းလက်ဝါးကြီးအုပ်ကာရှမ်းပြည်နယ်အခွန်တော်၏ကြီးမားသောအစိတ်ပိုင်းကိုမိမိတို့ကိုကြိုးအတွက်အသုံးပြုလျက်ရှိလေသည်ဖျားစေသည့်ပထိုးများကိုဗန်းပြကတရေစာဘူးတိမ်တောင်းချီ၍ရရှိသောလောင်းကစားပွဲများအများပြားကျင်းပနေလေသည်တစ်ဖက်တွင်ဇော်ပွားများသည်တနေ့တခြားတိမ်ပေါင်းများစွာချမ်းသာလာကြသလောက်တခြားတစ်ဖက်တွင်ပြည်သူလူထုသည်ငွေကြေးကြက်သေးမွေးသေးကအငတ်ပြဿနာနှင့်ရင်ဆိုင်တိုးနေရပေသည်ပဒေသရစ်သွေးဆုံမှုအပေါ်ထပ်ဆင့်၍ကုံစည်းနှုံးတက်၍နေထိုင်မှုစရိတ်ကြီးလေးလာခြင်းဤတန်ကမ္ဘာစီးပွားရေးကပ်ဤအဆွဲအပွားကရိုက်ခတ်လာခြင်းဤတန်တို့ကိုလည်းခံနေရပေသည်ဗမာလူမျိုးကြီးဝါဒသည်လည်းပဒေသရစ်စနစ်ကဲ့သို့ပင်ရှမ်းပြည်သူလူထုအပေါ်ဖိနှိပ်သည်ရှမ်းပြည်နယ်လူပောင်တိုးတက်ရေးအတွက်အသာစီးကြီးပင်ဖြစ်လေသည်ပြည်အောင်စုမြန်မာနိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရတိုင်းပြည်အတွက်အရေးကြီးသောလုပ်ငန်းမှန်သမျှဗဟိုအစိုးရလက်တွင်၌သာရှိလေသည်ပြည်နယ်များကိုယ်ပိုင်အုပ်ချုပ်ရေးရရှိသည့်ဆိုတော်ညာလဲဥပဒေပြုအာဏာနှင့်အခွန်တော်ကောက်ခံမှုအာဏာများမှာဒေသန္တရအစိုးရအာဏာတလောက်သာရရှိထားပေသည်ပြည်နယ်များ၏အဓိကဗန္ဒာတော်ငွေကိုဗဟိုအစိုးရကခွဲဝေပေးသောပြည်နယ်ထောက်ပံ့ငွေများအပေါ်မိခိုအားထားနေရလေသည်ပြည်နယ်များထောက်ပံ့ငွေခွဲဝေပုံစနစ်မှာလည်းတိကျစွာချမှတ်ထားခြင်းမရှိ
ပြောင်စုဆိုရဤစိတ်ဆန္ဒအရာခွဲဝေပြီးသောပတ်ချက်ဝေပုံမှပြည်နယ်များအကြီးအငယ်အလိုက်အချိုးကျပြန်လဲခွဲဝေယူကြရသည်ကြားကြီးစိတ်ကောင်းပါမှနွားကလေးတွေချမ်းသာရာရကြပေတော့မည်အင်္ဂလိပ်နယ်ချက်အစိုးရလက်ထက်အခါတွင်ရှမ်းပြည်ပဒေသရင်နယ်မြေစုသည်ဗမာပြည်မှထောက်ပံ့ငွေများကို1940 41နှစ်များတွင်အောက်ပါအတိုင်းရခဲ့လေသည်တစ်စိတ်ကံအကောက်ခွန်စုစုပေါင်းဤ900ခိုင်နှုန်းနှစ်တကြားစားငွေသားနှင့်စီးကရက်များအပေါ်မှရရှိသောအခွန်သောစုစုပေါင်းဤ6.900ခိုင်နှုန်း3ရှမ်းပြည်သို့တင်ပို့သောတက်စီရေနံမီးကျစ်များမှရရှိသောအခွန်တော်အားလုံး4နမ်တူဘော်တွင်မိုင်းကုမ္ပဏီမှရရှိသောအမျက်တော်ခွန်ဤ69%ခိုင်နှုန်း5ရှမ်းပြည်တွင်ရှိအစိုးရအမှုထမ်းများနှင့်မီးရထားဌာနအမှုထမ်းများမှရရှိသောအမျက်တော်ခွန်အားလုံး6ရှမ်းပြည်၌ရောင်းရသောအစိုးရသိန်းထီဝင်ငွေဤ40%ခိုင်နှုန်းခွန်ရှမ်းပြည်သို့တင်ပို့သောတိုင်းရင်းဖြစ်တေရက်များမှရရှိသောရစ်မျိုးခွန်အားလုံး8နိုင်ငံခြားသို့တင်ပို့သောချိတ်အပေါ်မှရရှိသောထွက်ကုန်အကောက်ခွန်ဤ93.1%ခိုင်နှုန်း9နိုင်ငံခြားသို့တင်ပို့သောရှားအပေါ်မှရရှိသောထွက်ကုန်အကောက်တော်ဤ2%ခိုင်နှုန်း10မြန်မာပြည်မီးရထားအမျက်ငွေဤ9%ခိုင်နှုန်း17မြန်မာပြည်စာတိုက်ကျေနန်းဌာနအမျက်ငွေဤ9%ခိုင်နှုန်းစနစ်ငွေဒင်းကားဌာနမှမြန်မာပြည်အစိုးရကအိန္ဒိယအစိုးရထံမှအမျက်ငွေရသည့်အခါ9%ခိုင်နှုန်းရှမ်းပြည်ပဒေသရင်နယ်မြေစုမှမြန်မာပြည်သို့1949 50နှင့်1940 41ခုနှစ်များတွင်ပြန်လည်ပေးသွင်းရသောငွေများအောက်ပါအချိုးတိုင်းဖြစ်ပေသည်တစ်စိတ်ကံအကောက်ဒေါ်ဌာနကုန်ကျစရိတ်ငွေစုစုပေါင်း၏6.2%ခိုင်နှုန်းနှစ်စားတကြားနှင့်မီးချစ်အပေါ်အကောက်တော်ကောက်ရာတွင်ကုန်ကျသောစရိတ်ငွေဤ6.2%ခိုင်နှုန်း3မြန်မာပြည်မီးရထားဌာနရုံးငွေဤ9%ခိုင်နှုန်း4စာတိုက်ဂျေးနန်းဌာနရုံးငွေဤ9%ခိုင်နှုန်း5မီးရထားစာတိုက်ဂျေးနန်းအတွက်မြန်မာပြည်ကအိန္ဒိယတို့ပေးဆက်ရသောကျွေးငွေဤ9%ခိုင်နှုန်း6အိန္ဒိယပြန်တို့မြန်မာပြည်ကပေးဆက်ရသောအကျွေးငွေဤ6.8%ခိုင်နှုန်းခွန်တကောင်စီရင်ကောက်ယူရေးအတွက်ကုန်ကျစရိတ်ကိုလူဦးရေအချို့အတိုင်းရာခိုင်နှုန်း8ငွေဒင်းကားသုံးလုပ်ရေး၌အိန္ဒိယအစိုးရတို့မြန်မာပြည်အစိုးရကပေးရသောငွေဤ6%ခိုင်နှုန်း9ပင်စင်လစာများအတွက်အိန္ဒိယအစိုးရတို့မြန်မာပြည်အစိုးရကပေးသွင်းရသောငွေဤ6.8%ခိုင်နှုန်း10ကာကွယ်ရေးဌာနနှင့်ခရီးယန်ဘာသာရေးဌာနကုန်ကျစရိတ်ငွေဤ6.8%ခိုင်နှုန်း10မြန်မာပြည်အစိုးရ၏နိုင်ငံခြားရေးကိစ္စအတွက်ကုန်ကျငွေဤ6.8%ခိုင်နှုန်းအထက်ပါနှုန်းချို့အတိုင်း1940-41ခုနှစ်တွင်ရှမ်းပြည်နှင့်ဗမာပြည်အပြန်အလှန်ပေးသွင်းငွေမှာအောက်ပိုင်အတိုင်းဖြစ်ပေသည်မြန်မာပြည်ကရှမ်းပြည်သို့ငွေ58သိန်း8,100ရှမ်းပြည်ကမြန်မာပြည်သို့ငွေ23သိန်း8,200ဦးကုန်းမြင့်ရေးတို့ရှမ်းပြည်စာအုပ်မှပြောင်စုမြန်မာနိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုလုံးမကောင်းဟုမဆိုလိုပေဗမာလူမျိုးကြီးဝါဒလုံးဝကင်းစင်သောဗဟိုအစိုးရလက်အောက်တွင်အဆိုပါအခြေခံဥပဒေအရပင်ပြည်နယ်များကြီးပွားတိုးတက်နိုင်ပါသည်ပြည်နယ်များအတွင်းကောက်ခံရရှိသောအခွန်တော်ငွေများနှင့်ဗဟိုအစိုးရ၏ထောက်ပံ့ငွေများပေါ်တွင်သာအမည်ပြု၍ပြည်နယ်ကြီးပွားရမည်ဆိုလျှင်ပြည်နယ်များဘယ်တော့အခါမှ
ကြီးပွားတိုးတက်လာတော့မည်မဟုတ်ပေပြည်내ဒေသအသီးသီး၌တည်ရှိသောတဘာဝထုတ်ကုန်ပစ္စည်းများပေါ်အခြေတည်၍ငွေလုံးငွေရင်းသုံးစွဲငွေများဖြင့်စီးပွားရေးလုပ်ငန်းကြီးများတည်ထောင်ခြင်းကောလိပ်ကျောင်းအထက်တန်းကျောင်းစက်မှုပညာသင်ကျောင်းများတည်ထောင်ပေးခြင်းဖြင့်သာပြည်내များကြီးပွားတိုးတက်လာပေလိမ့်မည်ယင်းလုပ်ငန်းများမှာဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရဗဟိုအစိုးရကဆောင်ရွက်ရမည့်လုပ်ငန်းများဖြစ်ပေသည်ထို့ကြောင့်အောက်ကျနောက်ကျဖြစ်နေသောရှမ်းပြည်သူလူထု၏နိုင်ငံရေးစီးပွားရေးယဉ်ကျေးမှုအဆင့်အတန်းတိုးတက်ကြီးပွားရေးအတွက်နယ်ချဲ့ပဒေသရင်းနှင့်လူမျိုးကြီးဝါဒရိပ်အယောင်များလုံးဝကင်းစင်အောင်ဖြိုဖျက်ကြမည်သာဖြစ်ပေသည်